ညတိုင်းဈေးကြီးတဲ့ skin care တွေအထက်ထက်လိမ့်ထားတာတော့မှဘာလို့ငါမျက်နှာကဖြူဖက်ဖြူရောနဲ့တရေမာကြီးလိုဖြစ်နေရတာလဲဟာ ဟိုမှာကြည့်စမ်း skin care တွေလိမ့်ထားတာ blue မကြီးကျနေတာပဲ တကယ်တဘာဝအလှဆိုတာအပြင်ကလိမ့်ယုံနဲ့ဘေးရမလဲ filter လေးမပါရင်ဓာတ်ပုံတော့မရိုက်ရဲတော့ဘူးငါအသားရည်ကဘာလို့ဒီလောက်တော့မွဲချောက်ပြီးအသက်မပါသလိုဖြစ်နေရတာလဲ စိတ်မပူပါနဲ့ကွယ်အသားရည်ကြည်လင်တောက်ပဖို့ဆိုရင်ငါတို့စီမှာတဘာဝဗီတာမင် C တွေအပြည့်အဝရှိတယ်အခုပဲကယ်တင်ပေးမယ် ကီဝီသီးမှာပါတဲ့ collagen အားဖြည့်စွမ်းအင်တွေနဲ့မင်းရဲ့အသားရည်ကိုပြန်လည်တင်းရင်းသွားစေရမယ် Strawberry ရဲ့ antioxidant အစွမ်းတွေနဲ့မျက်နှာပေါ်ကအရေးကြောင်းတွေကိုအကုန်တိုက်ထုတ်ပေးမယ်အစင်သင့်ပဲလားရှေးဝတ်သွားစီရမယ် တေချာမှတ်ထားနော်အပြင်ကနေဘလောက်လိမ့်လိမ့်အတွင်းပိုင်းကနေတဘာဝအတိုင်းအာဟာရဖြည့်ပေးမှအစစ်အမှန် glow တာမျိုးရမှာ ဝါဒါမှတကယ်ကို filter မလို့တဲ့တဘာဝအလားစစ်စစ်ပဲအခုလို့နောက်ထပ်အလှအပကြီးက tips တွေသိချင်ရင် shift up ကို follow လုပ်ထားအောင်နော်